မြေပြန့်သူရဲ့တဲ့နှလုံးကယေရှုလိုရဲ့မင်းချောင်းတေးဆိုညီပေါ်ခွေမင်းနာပဲအမြဲတမ်းဆောင်နေချင်နေချိန်ကငယ်ငယ်ကလေးကောင်းမလေးတယောက်အချောင်းမောခွေပုံတော်ဖနဲ့မမရင်ပုံမကွယ်ချလေးရဲ့ရင်ကလေးမြင်နေပေအမူအရာအေးရွှေတော်ထိုက်တဲ့သူပြောင်းလေးတွေအသေးကတောင်းဆိုနေတော့အချင်းသားစကားတို့ပြောမပြဘူးနဲ့ဒီလိုနဲ့အနေတွေဝေးရွှေပတောက်ပန်းလေးမတွေ့ရတော့အတော်ကြဖို့ရမတော့စင်မြဲရှိသလိုထင်ပါဘူးမမြင်ပါဘူးရွှေတော်စိတ်တွေရဲ့